ကဘာဦးချံအခန်းကြီး35ထို့နောက်ဖျားသခင်ကတင်ထား၍ဘေသလအရက်သို့သွားနေလော့တင်သည်အကူအေးတော်ထံမှပြေးသောအခါတင့်အားထင်ရှားသောဖျားသခင်အဖို့ထိုအရက်၌ရစ်ပလင်ကိုတီလောဟုယာကုပ်အားမိန့်တော်မူ၏ထိုအခါယာကုပ်သည်အိမ်သူအိမ်သားများနှင့်မိမိ၌ရှိသောသူအပေါင်းတို့ကိုခေါ်၍တင်တို့တွင်ပါသောတပါးမျိုးသားတို့၏ဖျားတို့ကိုပယ်ပစ်ကြလော့အဝတ်ကိုလဲ၍တန်ရှင်းခြင်းရှိစေကြလော့ယခုထ၍ဘေသလအရက်သို့သွားကြစို့ငါသည်ဆင်းရဲခံရသောကာလငါကိုထူ၍ငါသွားသောလမ်း၌ကြွတော်မူသောဖျားသခင်အဖို့ထိုအရက်၌ရစ်ပလင်ကိုငါတီမည်ဟုဆိုလေ၏သူတို့သည်လည်းမိမိတို့၌ပါသောတပါးအမျိုးသားတို့၏ဖျားအပေါင်းတို့နှင့်နား၌ပန်သောနားပန်တစားရှိသမျှတို့ကိုယာကုပ်အားပေး၍ယာကုပ်လည်းရှေခင်မြို့နားတွင်ရှိသောတပိတ်ပင်အောင်၌မြုပ်ထားလေ၏သူတို့ပြောင်းသွားကြသောအခါပဝင်းကျင်မြို့သားတို့သည်ဖျားသခင်ကိုကြောက်ရွံ့၍ယာကုပ်သားတို့ကိုမလိုက်ဝံ့ဘဲနေကြ၏ယာကုပ်သည်မိမိ၌ပါသောသူအပေါင်းနှင့်တကွခါနန်ပြည်လူစားမြို့ဒီဟုသောဘေသလအရက်သို့ရောက်ကြသောရစ်ပလင်ကိုတည်၍ထိုအရက်ကိုဘေသလအမည်ဖြင့်တဖန်သမုတ်ပြန်လေ၏အကြောင်းမူကားအကိုထံမှပြေးသောအခါထိုအရက်၌ဖျားသခင်ထင်ရှားတော်မူသည်ရေဗကာ၏အထင်ဒဘောရာသေ၍ဘေသလအရက်၌တပိတ်ပင်အောက်တွင်တကြိုခြင်းကိုခံရလေ၏ထိုအပင်ကိုအာလူဘာကုတ်ဟူ၍တွင်သည်ယာကုပ်သည်ပရဏာရန်အရက်မှပြန်လာသောနောက်တဖန်ဖျားသခင်ထင်ရှား၍ကောင်းကြီးပေးတော်မူပြီးလျှင်သင်သည်ယခုယာကုပ်အမည်ရှိ၏နောက်၌သင်၏အမည်ကိုယာကုပ်ဟူ၍မခေါ်ရဣသရေလဟူ၍ခေါ်ရမည်ဟုမိန့်တော်မူလျက်ဣသရေလအမည်ဖြင့်သမုတ်တော်မူ၏တဖန်ဖျားသခင်ကငါသည်အနန္တတကုရှင်ဖျားသခင်ဖြစ်၏တိုးပွားများပြားလောလူတစ်မျိုးမကအမျိုးမျိုးတို့သည်တင်၌ဖြစ်ကြလိမ့်မည်ရှင်ဘုရင်တို့သည်တင်၏အမျိုးအနွယ်၌ဖြစ်ကြလိမ့်မည်အာဗြဟံနှင့်ဣဇက်အားငါပေးသောမြေကိုတင်နှင့်တင်၏အမျိုးအနွယ်အားငါပေးမည်ဟုမိန့်တော်မူ၏ထိုသို့ယာကုပ်နှင့်နှုတ်ဆက်၍မိန့်မြွက်တော်မူရာအရက်မှဖျားသခင်တက်ကြွတော်မူ၏ဖျားသခင်နှုတ်ဆက်၍မိန့်မြွက်တော်မူရာအရက်၌ယာကုပ်သည်ကြောက်တိုင်ကိုစိုက်၍ကြောက်ဖြာပေါ်၌သွန်းလောင်းရာပူဇော်တကာကို၎င်းစီကို၎င်းလောင်းလေ၏ဗျာဒိတ်တော်ကိုခံရသောထိုအရက်ကိုလည်းဘေသလဟူ၍တဖန်သမုတ်ပြန်လေ၏ထိုနောက်တဖန်ဘေသလအရက်မှခရီးသွားပြန်၍ဧဖရတ်မြို့နှင့်နီးသောအခါယာခေလသည်တားဖွားအံ့သောအချိန်ရောက်၍ပြင်းစွာသောဝေဒနာကိုခံရ၏ထိုသို့ပြင်းစွာခံနေရစဉ်တွင်ဝမ်းဆွဲကမစိုးရိမ်နှင့်တားယောက်ျားကိုရပြီဟုဆိုလေ၏ယာခေလသည်တေအံ့ဆဲဆဲရှိ၍နံဝိညာဉ်ထွက်စဉ်အခါထိုသားကိုဘေနောနိအမည်ဖြင့်မှဲ့လေ၏အဘမူကားဗင်ယာမိန်အမည်ဖြင့်မှဲ့သည်ယာခေလသေ၍ဗက်လင်အမည်ရှိသောဧဖရတ်မြို့သို့တွားသောလမ်းခရီးတွင်တကြိုခြင်းကိုခံလေ၏ယာကုပ်လည်းသင်္ချိုင်းအပေါ်မှာမှတ်တိုင်ကိုစိုက်လေ၏ထိုမှတ်တိုင်ကယနေ့တိုင်အောင်ယာခေလ၏သင်္ချိုင်းမှတ်တိုင်ဖြစ်သည်ဣသရေလသည်တဖန်ခရီးသွားပြန်၍ဣဒါလင့်စင်ကိုလွန်ပြီးမှတဲကိုစောက်လေ၏ထိုအရက်၌နေသောအခါရုဘင်သည်သွား၍အဘ၏မရင်ငယ်ဘိလဟာနှင့်အိတ်လေ၏ထိုသိတင်းကိုဣသရေလကြား၏ယာကုပ်သားတစ်ကျိပ်နှစ်ပါးရှိ၏လေအားတွင်မြင်သောသားကယာကုပ်၏သားဦးရုဘင်အစရှိသောရှိမောင်လေဝိယုဒဣသခါဇာဗုလုန်ဒီယာခေလသားကယောသပ်နှင့်ဗင်ယာမိန်ဒီယာခေလ၏ကျွန်မဘိလဟာသားကဒန်နှင့်နိသလိဒီလေအာ၏ကျွန်မဇီလပသားကဂတ်နှင့်အာရှာဒီဤသူတို့ကဗရဏာရန်ပြည်၌ဖွားမြင်သော
ယာကုပ်ဤသားများသည်ထိုနောက်ယာကုပ်သည်အာဗြဟံနှင့်ဣဇက်တဲခိုရာမန်ရေအရက်ဟေဗြုန်မြို့ကြီးဟုသောကိရရတာပမြို့၌နေသောအဖဣဇက်ထံသို့ရောက်လေ၏ဣဇက်အသက်သည်အနှစ်180နှစ်ပြည့်စုံသည်ရှိသောအသက်ကြီးရင်ရာကာလပြည့်စုံရာ၌အသက်ချုပ်၍အနိစ္စဖြစ်သည်ဖြင့်မိမိလူမျိုးစည်းဝေးရာသို့ရောက်လေ၏သားအေးသောနှင့်ယာကုပ်တို့သည်တကြိုကြ၏ဒီနေ့ဖတ်ရှုခဲ့တဲ့ကပ္ပဦးကျမ်းအခန်းကြီး35ထဲမှာကျမအတွက်ထင်ရှားတာကတော့ဖျားသခင်ကယာကုပ်ကိုဘေသေလသို့ပြန်သွားဖို့ခေါ်တော်မူပြီးကိုရော်ရဲ့ဂတိတော်ကိုထပ်မံအတည်ပြုပေးခဲ့တာပဲဖြစ်ပါတယ်ဒီအခန်းကနေဖျားသခင်ထံပြန်လှည့်လာသူတွေကိုကိုရော်ကလက်ခံတော်မူပြီးဂတိတော်ကိုသစ္စာရှိစွာပြည့်စုံစေတော်မူကြောင်းကိုသင်ယူရပါတယ်ဒီနေ့မှာအတူတကွဖတ်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မနက်ဖြန်မှာကပ္ပဦးကျမ်းအခန်းကြီး36ကိုဆက်လက်ဖတ်ရှုကြပါမယ်ဖျားသခင်ရဲ့ညီသက်ခြင်းကောင်းကြီးမင်္ဂလာနဲ့မေတ္တာတော်ဟာနားဆင်ကြသူအယောက်ချင်းစီတိုင်းအပေါ်မှာအစဉ်အမြဲတက်ရောက်တည်ရှိနေပါတယ်နှုတ်ဆက်ပါတယ်ရှင်